ဒီပါနေလာတဲ့လက်မဖြစ်ကိုဆယ်လာတဲ့ရှိသွားနေတော့ဒါမှမဟုတ်အဲ့တစ်ခုမှငွေကြိုးဖြစ်ပြီးတော့စောင်းနေတော့ဒါဆိုရင်ဆယ်လာတွေနဲ့အဲ့ဒီအဲ့တွေကဘယ်ကနေဝယ်ပြီးတော့ပြန်အောင်ကြတာဆိုတော့သိကြလားဆယ်လာတွေကတိုင်းမွက်တွေကိုဘယ်ကနေဝယ်ပြီးတော့ပြန်အောင်ကြလဲဆိုရင်စမိုင်းဝမ်ဝက်ဆိုက်ကဖြစ်ပါတယ်စမိုင်းဝမ်ဝက်ဆိုက်ဆိုတာပါလေစမိုင်းဝမ်ဝက်ဆိုက်ကိုဘယ်လိုတုပ်ပြရမလဲစမိုင်းဝမ်ဝက်ဆိုက်ကိုဘယ်လိုတုပ်ပြရမလဲဆိုရင်တော့ခရိုးထားဝယ်လိုက်မယ်ပြီးရစမိုင်းဝမ်လို့ရိုက်ရှာလိုက်ပါမယ်ခင်ဗျာလော့အင်ဆိုတဲ့နေရာလေးကိုဝယ်လိုက်ပါပြီးရဒီမှာပေါ်ဆုံးပေါ်လာတဲ့ Google ပေါ်လေးနဲ့ဟာလေးဝယ်လိုက်ပါခင်ဗျာကိုဝယ်ချက်တဲ့ Gmail အကောင့်တစ်ခုရွေးလိုက်ပါပြီးရအဲ့မှာလူပုံလေးနဲ့အောင်လူပုံလေးနဲ့အောင်နှိပ်ပြီးတော့ setting ဆိုတဲ့ဟာလေးနှိပ်လိုက်ပါပြီးရဒီနေရာမှာကိုငါလို့ရရှာပေးလိုက်ပါဒီမှာပြီးရဒီပြချာကိုဖုန်းနံပါတ်လေးထည့်ပေးလိုက်ပါကိုရဲ့ဖုန်းနံပါတ်လေးထည့်ပေးလိုက်ပြီးရဒီပြချာဒါလေးနေလေပါဒါဆိုရင်ကိုယ့်ရဲ့ဟုတ်တဲ့ဟိုကုန်းနံပါတ်ကြားလာပါလိမ့်မယ်ကြားလာတဲ့ကုန်းနံပါတ်ကိုဒီထက်ကိုထည့်ပေးလိုက်ပါတိုင်းမဝယ်ဖို့ဆိုရင်စမိုင်းဝက် website ထဲမှာကုတ်ပြီးထားဖို့လိုအပ်ပါတယ်စမိုင်းကုတ်ဘယ်လိုဖြည့်ရမလဲဆိုရင်ပေါ်ဝတ်လူပိုလေးကိုနေလိုက်ပါပြီးရင်ဒါလေးနေလိုက်ပါနောက်ပြီးဒီနေရာမှာကိုဝယ်လာတဲ့ကုတ်နံပါတ်ကိုရေးထည့်ပေးလိုက်ပြီးတော့ဒါလေးထားနေလိုက်ပါပြီးရင်ဒါနေပါဒါဆိုရင်တော့ကုတ်ထက်တာအောင်မြင်တော့ပါပြီတိုင်းမဝယ်တော့မယ်ဆိုရင်အလန်နီယာမှာဘရာဇီးလန်ပြည့်နေဖို့လိုပါတယ်ခင်ဗျဘရာဇီးလန်ပြောင်းပြီးရင်မိုဘိုင်းလေးနဲ့ဝယ်လိုက်ပါဒီနေရာရတော့တိုင်းမဝယ်လို့ရပါပြီတိုင်းမဝယ်ဖို့အတွက် ID နဲ့ server ID ထည့်ဖို့လိုပါမယ်ဒီနေရာမှာ ID လေးထည့်လိုက်ပါမယ်server ID ထည့်ပါမယ်ပြီးတော့ကိုဝယ်မဲ့တိုင်းမောက်ရွေးလိုက်ပါကျွန်တော်တို့ weekly ပဲဝင်မှာဆိုတော့ weekly ပဲရွေးလိုက်ပါမယ်နောက်ပြီးတော့ဒါလေးနေရပါမယ်ဒီရှေ့ရ white နဲ့ဟာလေးနေရပါမယ်ပြီးတော့အော်အပြာဒါလေးထားနေမယ်โอเคဒါဆိုရင်တော့ဝယ်ယူမှုအောင်မြင်ပါတယ်